တို့ဟိုပုံမှန်ကန်းနေလို့မဟုတ်တဲ့ဆေးအဆုကြတော့ तू ကဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်ဒီ45ဒီဂရီလောက်စောင်းပြဒီ45ဒီဂရီစောင်းပြလက်ထရက်ကန်းကိုဘယ်လိုစတင်ချင်ရမလဲလို့မေးထားတဲ့ညီကိုတွေပါတီးတဲ့အကိုညီတွေတော့ကြောသွားပြီပါဗျပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီကန်းပေါ့နော်ဒီကန်းရဲ့စတင်ကကျွန်တော်တို့3ခုပဲရှိရဗျပထမတစ်ခုကကြတော့ကျွန်တော်တို့ဒီဒေါင်လိုက်ပေါ့နော်ဒါဒေါင်လိုက်ထားတာဒေါင်လိုက်ထားတာဆိုတေချာဘောက်ကတော့ကျွန်တော်တို့ဒီအလျားလိုက်ပစ္စည်းတွေကိုကျွန်တော်တို့မှုတ်ပြနောက်တစ်ခုကကြတော့ကျွန်တော်တို့အလျားလိုက်ထားလိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီဒေါင်လိုက်ပစ္စည်းတွေကိုမှုတ်ပြရမယ်ဆိုတော့သူ့ကိုစီးရကြတော့ဟိုကျွန်တော်တို့ဟိုပုံမှန်ကန်းနေလို့မဟုတ်တဲ့စီးအဆုကြတော့ तू ကဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်တို့ဒီ45ဒီဂရီလောက်စောင်းပြဒီ45ဒီဂရီစောင်းပြ45ဒီဂရီစောင်းပြဒီဘက်စောင်းလိုက်ရဒီဘက်စောင်းလိုက်ရအဲ့လိုစောင်းလိုက်ရင်ဒီအပေါင်းတစ်ခုကပိတ်သွားမှာဒီပေါင်းတစ်ခုကပိတ်သွားတဲ့အတွက်ဆေးကြတော့ဒီမှာပဲစုပြီးတော့ထွက်လာအောင်ပေါ့နော်စုပြီးထွက်လာအောင်နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီဆေးညက်တဲ့ဟာပေါ့နော်ဒီဆေးညက်တဲ့ဟာကကျွန်တော်တို့ဒီကောင်ကိုဒီကောင် adjust လုပ်ပြီးတော့ဆေးအနှဲများကိုပြန်ချိန်တာတကယ်လို့မှမိတ်ဆွေကဆေးအများကြီးမထွက်ချင်ဘူးဆိုရင်ဒီကောင်နောက်ထိကတ်လိုက်တဲ့အချိန်မှာကျွန်တော်ဆေးညက်တဲ့အချိန်ကျဆေးကအများကြီးမညက်မိတော့ဟုတ်ကဲ့ပါအားလုံးအဆင်ပြေကြပါရဲ့